အခုဆိုရင်ကျွန်တော်ရှင်းပြသွားတာ PAR 64 ၄မျိုးလေးစားအကြောင်းပဲဖြစ်ပါတယ် PAR 64 very narrow spot VNSP PAR 64 narrow spot NSP PAR 64 medium fret MFL PAR 64 wide fret WFL ဆိုပြီးတော့ PAR 64 ၄မျိုးလေးစားအကြောင်းကိုကျွန်တော်ရှင်းပြသွားပြီးဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့အတိုင်းပဲ very narrow spot နဲ့ဒီ narrow spot ရဲ့ size လည်းမတူပါဘူးပြီးတော့ medium fret ဆိုရင်လည်းပိုကြီးလာပါတယ် wide ကတော့ wide fret ကတော့ကျွန်တော်အကြီးဆုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ lighting design လုပ်တဲ့နေရာမှာเนาะ dancer performer တွေကဘယ်နှစ်ယောက်လဲဘယ်လိုခြေနေမျိုးမှာဘယ်လောက် beam ဘယ်လောက်အမြင့်ကနေဘယ်လောက် angle ကနေပြီးတော့ဒီ lighting အောက်မှာပေးမဲ့လူပေါ့နော် dancer performer တွေကို cover ဖြစ်နိုင်မလဲဆိုတာကို designer တွက်ချက်မယ်ပြီးတော့ဒီ instrument choice ကိုမှန်မှန်ကန်ကန်နဲ့ရွေးချယ်တတ်ဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်အများเนาะကျွန်တော်သုံးပြုနေတဲ့ PAR 64 ၄မျိုးအကြောင်းပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်